け私ねととジャパンサリラねねみなさまディニレベやりうるがたやねれものやりばやあそういうブルー表明やりうたやるそういう天気が晴れていますもの晴れていますほびအဲ့ဆိုရင်ဒီနေ့မမေဗာတင်ပေးမလဲဆိုတော့မနေ့ကမမေဗာတင်သွားပြီလဲဆိုတော့စာရှိစုဆယ်ဆိုဟုတ်ပြီစာရှိစုဆယ်ဆိုကိုအသုံးပြုပြီးတော့ဒီနေ့မမေကစာရှိစုဆယ်ဆိုနဲ့ပတ်သက်တဲ့သူနဲ့သူစာရှိစုဆယ်ဆိုကိုအသုံးပြုပြီးတော့ဗောနော်ခိုတူပါလေး၅လုံးတင်သွားပြီမယ်ဗောနော်မိနာဆာမဝါတရှိနဲ့တူလေ့လာကြည့်အောင်စာရှိပေါ့နော်စီမဟုတ်ဘူးရှိစာရှိစုနော်စုဆယ်ဟုတ်ပြီဆိုဒါကိုဘယ်လိုခေါ်လဲရောမာကြီးနော်ရောမာကြီးကဂျပန်စာတွေကိုအတန်ထွက်ဂျပန်စာကိုဂျပန်လိုမဖတ်ပဲနဲ့ရောမာကြီးလို့ပေါ့နော်ရောမာကြီးလေးနဲ့ဂျပန်အတန်ထွက်ကိုရောမာကြီးလေးနဲ့ဖတ်မှာပေါ့နော်ဒါကိုရခြင်းအဖြစ်ဂျပန်စာကိုအခြေခံလေ့လာနေတဲ့လူများဒါကိုရခြင်းအဖြစ်ဂျပန်စာကိုလွယ်ကူစွာလေ့လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဝတ်သက်ရှိရလဲဝတ်သက်ရှိတက်တဲ့ဟာလေးတွေထဲပေါ့နော်မိနာဆန်တာချီတို့ကိုဒါလေးနဲ့သင်ပေးတာပေါ့နော်ဒါကဟုတ်ပြီနောက်ဆိုရင်စဆိုရင်စနဲ့ပတ်သက်တဲ့စကားလုံးနဲ့ဝတ္တရှိကပေးသွားမှာဖြစ်တယ်အဲဒါကြောင့်ဟုတ်ပြီမနေ့ပိုင်းမှာဆိုရင်ဘလို့မနေ့ပိုင်းဆိုတော့ဘလို့ပြောမယ်သူကပေါ့နော်ဒါလေးကဟုတ်ပြီစကဘလို့ယူမယ်အီချီနီဆန်နော်ဒါဆိုရင်အာစဆိုရင်ဘာပြောမလဲမနေ့လို့လည်းပြောတယ်မနေ့ခင်ပေါ့နော်ဟုတ်ပြီစပြီးပါလာမယ်ရှိဆိုတော့ကဲဝတ်သက်ရှိတို့လမ်းလျှောက်တဲ့အခါဘာကိုအသုံးပြုမလဲခြေထောက်ကိုခကြတော့ဘာလဲဆိုတော့ရှိပေါ့နော်ရှိပေါ့နော်သူကနဲ့ရှိဆိုတော့ရှိကဘာလဲဆိုတော့ခြေထောက်ပေါ့နော်ဟုတ်ပြီခြေထောက်နော်အင်္ဂလိပ်လိုပြောရင်တော့ foot နော် foot ပေါ့မနေ့ကင်းကကြတော့အင်္ဂလိပ်လိုပြောရင် morning နော်ဟုတ်ပြီစာရှိစုခက်ကြတော့ဝတ်သက်ရှိကဗာလီနဲ့ဥပမာပေးမယ်ဆိုတော့ဤစုဆိုတော့ထိုင်ခုံပေါ့နော်သူကဤစုပေါ့နော်စုဟုတ်ပြီဤရဲ့ဒါလေးကဤပေါ့နော်ဟုတ်ပြီစုကဤချီနီဤစုဆိုတော့ဗာလဲထိုင်ခုံနော် chair ပေါ့နော်အင်္ဂလိပ်လိုပြောရင်ထိုင်ခုံနော်ဟုတ်ပြီစုကိုပြီးသွားပြီဆိုတော့ဒီတစ်ခါဝတ်ရှိလို့မလာမယ်ဆယ်ကိုဘယ်လိုယူမလဲဟုတ်ပြီနော်ဒါလေးကဆယ်ကဤချီနီဆန်ဆယ်ကဘာလဲဆိုတော့မြန်မာလူဆိုရင်ဘာလဲချွေနော်ချွေပေါ့နော်ချွေပေါ့နော်စာလုံးပေါင်းမှားခဲ့ရင်ခွတ်လို့ပြပေါ့နော်ချွေပေါ့နော်ချွေကအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတော့ sweat နော် SWEAT sweat နော်ဟုတ်ပြီစာရှိစုဆယ်ဆိုရင်ဝတ်သက်ရှိတို့ဘာနဲ့သုံးမလဲဆိုကိုသုံးပြီးတော့ခိုတူပါနောက်တစ်လုံးပေါ့နော်ဦးဆိုနော်ဦးဆိုရင်ဘာပြောလဲလိန်ပြောခြင်းနော်မြန်မာလူကဘာလဲလိန်ပြောခြင်းဟုတ်ပြီလိန်ပြောခြင်းအင်္ဂလိပ်လိုဘယ်လိုပြောလဲ line ပေါ့နော်ဟုတ်ပြီဝတ်သက်ရှိကဒီနေ့နောက်ထပ်9လုံးတင်ပေးသွားတယ်ဒီနေ့လဲယာဒီဥထုကတာယာနေတယ်ဆိုရင်ဘယ်လိုပြောလဲ今日も天気が晴れていますပေါ့နော်晴れますပေါ့ယာဒီဥထုကတာယာနေတယ်ဒါလေးကလည်းနောက်ထပ်9လုံးပေါ့နော်ခိုတူပါ forget ပေါ့နော်ဂျပန်လိုပြောရင်ခိုတူပါ
အင်္ဂလိပ်လိုပြောရင် forget နောက်ထပ်5လုံးကိုထပ်ပြီးတော့ဝတ်သက်ရှိတင်ပေးလိုက်တယ်နော်နောက်ဆိုရင်လေဒီဓာတ်နဲ့ပတ်သက်တဲ့ဒီစာကြောင်းတွေပေါ့နော်ဘလို့အသုံးပြုရမယ်ဘလို့အသုံးပြုရမယ်ဆိုတာဝတ်သက်ရှိဆက်ပြီးတင်ပေးသွားမှာမို့လို့ဝတ်သက်ရှိရဲ့ page လေးကို like and follow လုပ်ထားပေးပေါ့နော် like and follow လုပ်ထားပေးခြင်းဖြင့်နေ့တိုင်းဝတ်သက်ရှိတင်မဲ့သင်ခန်းစာတွေကိုဂျပန်စာအခြေခံမှစပြီးတော့ပြောတတ်ဆိုတတ်နိုင်တဲ့အထိဝတ်သက်ရှိကသင်ပေးသွားမှာဖြစ်ပါတယ်ဝတ်သက်ရှိနဲ့အတူတူ日本語を勉強しましょうဂျပန်စာအတူတူဂျပန်စာလေ့လာကြရအောင်ပေါ့နော်အတူတူလေ့လာကြရအောင်ဆိုဘယ်လိုပြောမလဲ一緒に勉強しましょう一緒に勉強しましょうမနေ့ကဝတ်သက်ရှိဘာတင်သွားပြီလဲဆိုတော့ကွန်ဘန်ဝကမင်္ဂလာညနေခင်းပါဟုတ်ပြီမင်္ဂလာနေ့လေခင်းပါဆိုရင်ဒီနေ့ဘာလဲဆိုတော့ဝတ်သက်ရှိနောက်ထပ်တစ်လုံးတင်ပေးမယ်ကွန်နီချီဝါကွန်နီချီဝါဘာလဲဆိုတော့မင်္ဂလာနေ့လေခင်းပါနော်ဘယ်လိုပြောမလဲမင်္ဂလာနေ့လေခင်းပါဆိုရင်ကွန်နီချီဝါမင်္ဂလာနေ့ခင်းနေ့လေခင်းပါပေါ့နော်နေ့လေခင်းပါပေါ့မင်္ဂလာနေ့လေခင်းပါကွန်နီချီဝါဘယ်လိုပြောမလဲကွန်နီချီဝါကဲဝတ်သက်ရှိရဲ့ page လေးကို like and follow လုပ်ပေးခြင်းဖြင့်အတူတူဂျပန်စာလေ့လာကြရအောင်နော်ありがとうございます。